တွေ့နေမှာဆိုမြဲလို့ပါပဲဒီကနေ့တရားလို့ဘဝဟောင်းဆုံးနေဒီရစေလာဒီတော့ဘဝမျက်နှာပါမပြောင်းလဲတဲ့တွေ့တာဒီလူပြောင်းလဲခဲ့တယ်ဘဝရဲ့တရားတွေကိုမင်းဝင်ကတာယာဆွဲထုတ်ဖို့ခွင့်ပြုလိုက်တွေ့တယ်မှာဆိုမြဲလို့ပါပဲဒီကနေ့တရားလို့ဘဝဟောင်းဆုံးနေဒီကြစေလာတိ